င်္ဂလာပါဒီနေ့မှာတော့ကိုယ့်ရဲ့ထားတဲ့ဗီဒီယိုတွေကိုပေါ့နော်တချို့ကြတော့ကင်မရာသမားတွေက focus ကစားထားတယ်ပေါ့နော်ဥပမာဇလန်းတွေရဲ့အဆုံးသက်တွေအမို့လို့ရှင်လဲဒီ scene တစ်ခုရဲ့အစတွေမှာဆိုလို့ရှင်ဗီဒီယိုလေးကဝါရာနေကြည်လာတယ်ဒါမှမဟုတ်လို့ရှင်အဆုံးသက်တွေဆိုလို့ရှင်လဲကြည်နေရနေပြီးတော့တဖြည်းဖြည်းဝါသွားတယ်ပေါ့နော်အဲ့ဒါကကင်မရာမှာ focus ကစားလို့ရတယ်လို့ကျွန်တော်တို့ရဲ့ editing ထဲမှာလည်း motion blur အနေနဲ့အသုံးပြုလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအသုံးပြုမယ်ဆိုလို့ရှိရင် effect panel ထဲမှာ blur ဆိုတဲ့ effect ကိုထည့်ပြီးတော့အဲ့ blur ဆိုတဲ့ effect ကို keyframe လေးနဲ့ပေါ့နော်ကိုဘယ်ကနေဘယ်ထိဝါသွားခြင်းနဲ့ဘယ်ကနေဘယ်ထိဝါရာနေကြီးသွားခြင်းနဲ့ဆိုတာကို keyframe လေးနဲ့သတ်မှတ်လို့ရတယ်လို့အလွယ်တကူလဲ preset လေးတွေသူက auto ထည့်ပေးထားတာရှိရပေါ့နော်အဲ့ effect panel ထဲမှာ preset ဆိုတာရှိတယ်အဲ့ဒီမှာ blur in blur out ဆိုတာလေးရှိရပေါ့နော်ကိုက in ဆက်စားခြင်းမှာဒီဘလားဖြစ်နေရနေကြည်သွားခြင်းနဲ့ဆိုလို့ရှိရင်တော့ blur in အဲ့လိုမဟုတ်ဘဲနဲ့ဇဝင်ခိုင်းရဲ့အသိန်းတွေမှာဗီဒီယိုတွေရဲ့အဆုံးသက်တွေမှာဆိုလို့ရှိရင်ကြည်နေရနေပြီးတော့ဝါသွားတဲ့အနေအထားကိုဖြစ်နေတယ်ဆိုလို့ရှိရင်တော့ blur out ပေါ့နော်အဲ့ဒါလေးကိုဆွဲထည့်လိုက်ရုံနဲ့ blur in blur out အဲ့ဒီမှာ effect control ထဲမှာပြန်ကြည့်လိုက်တဲ့အခါမှာဒီ blur ကိုကျမတို့ keyframe လောက်စရာမလိုဘဲနဲ့သူက keyframe auto လေးလောက်ထားပြီးသားလေးကိုတွေ့ရမှာဖြစ်ပါတယ်ကိုလိုအပ်ရင်လိုအပ်တယ်လို့လည်းအဲ့ keyframe လေးကိုအတိုးအချော်နေရာရွှေ့လို့ရတယ်ပေါ့နော်ဒါက effect preset လို့ခေါ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကိုယ်တိုင်လည်းနောက်တစ်ချိန်အမြဲတမ်းထပ်ခါသုံးနေတယ်ဆိုလို့ရှိရင်လည်းဒီ effect panel တွေက video effect တွေကိုကိုယ့်ရဲ့ video ထဲမှာထည့်ပြီးတော့အသုံးပြုမယ်ပြီးရင်ဒီအသုံးပြုထားတဲ့ effect လေးကိုအမြဲတမ်းထပ်ခါပြန်သုံးနေတယ်ဆိုလို့ရှိရင်တော့အဲ့ဒီအရာလေးကိုခုန blur in out preset လို့ပဲပေါ့နော်ကျမတို့လည်းစေပြီးတော့ preset တစ်ခုအနေနဲ့သုံးလို့ရတယ်ပြီးရင်နောက်အခါကြုံတိုင်းမှာဒီအရာကိုဖန်တီးဖို့အတွက်ကြုံတိုင်းမှာအဲ့ဒီ preset လေးကို auto ready ပြန်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်